Group C မှာကြာရောက်နေတဲ့ Brazil ရဲ့တိုက်စစ်အင်အားနဲ့ကမ္ဘာဖလားရနိုင်ခြေကိုခံမှန်းကြည့်ခြင်းအားလုံးပဲမင်္ဂလာပါ CDN Sector from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကမ္ဘာဖလားစားတင်ဖို့ကတော့တစ်ပတ်ဝန်းကျင်လောက်သာလိုအပ်ပါတော့တယ်ဒီအချိန်မှာတော့ group အနေထားအရစိတ်ဝင်စားတဲ့ပွဲစဉ်တွေအတွဲဖက်တွေကိုသုံးသပ်တင်ဆက်ပေးလျက်ရှိပါတယ်ဒီဗီဒီယိုမှာတော့ Group C က Brazil ရဲ့တိုက်စစ်အင်အားနဲ့ပြိုင်ဘက်တွေရဲ့အလားအလာကမ္ဘာဖလားရနိုင်ခြေကိုတင်ဆက်ပေးသွားကြပါမယ်မစခင် CNB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါနီးပြကာလိုအန်ဆယ်လော်ဒီကတော့တိုက်စစ်ကစားသမားအများစုကိုမြောက်အမေရိကကမ္ဘာဖလားကျင်းပရာနိုင်ငံတွေစီခေါ်ဆောင်သွားပါတယ်လက်ရှိကစားသမားစုအဖွဲ့နဲ့ကမ္ဘာဖလားမှာဘယ်လောက်ထိအောင်မြင်သွားမလဲဆိုတာကိုလေ့လာကြည့်ပါမယ်ကမ္ဘာဖလားကာလရောက်တိုင်းဘရာဇီးအသင်းကတော့ဘူဆွဲဖို့အမြဲပြစ်မှတ်ထားပြီးဘောလုံးပရိသတ်တွေကလည်းဘရာဇီးဘာလို့ပြမလဲဆိုတာကိုအမြဲစိတ်ဝင်စားစောင့်ကြည့်ကြပါတယ်2026ကမ္ဘာဖလားမှာဂုဏ်သိက္ခာကြီးမားတဲ့ဆီလီဆာအိုလို့နာမည်ပြောင်ရထားတဲ့အသင်းနဲ့လက်ရွေးစင်ကစားသမားတွေပေါ်တော့ပရိသတ်တွေကမျှော်လင့်ချက်ကြီးမားနေတာပါ2023ကနေပြန်စားလိုက်မယ်ဆိုရင်လည်းလက်ရှိအသင်းကိုနီးပြ4ယောက်ထိပြောင်းလဲကင်တွယ်ပြီးမှကစားသမား84ယောက်ထိဘရာဇီးအတွက်ပွဲထွက်ခွင့်ရခဲ့ပူပါတယ်အပြောင်းလဲတွေနဲ့ပြင်ဆင်မှုတွေအထက်ထက်လုပ်ပြီးမှတော့ဂျွန်2025မှာလက်ရှိနီးပြကာလောအန်ဆယ်လိုဒီကိုခန့်အပ်ဖို့အဖွဲ့ချုပ်ဘက်ကဆုံးဖြတ်လိုက်တာပါသဘောကတော့66နှစ်အရွယ်နီးပြကြီးအနေနဲ့ကမ္ဘာဖလားခြေစစ်ပွဲ4ပွဲကင်တွယ်ထားတာမှာနှစ်ပွဲမြောက်မှာအသင်းကခြေစပွဲအောင်ခဲ့တာကြောင့်လက်ကျန်နှစ်ပွဲကလည်းရလပိုင်းရတော့အရေးမပါခဲ့တာပါဒီနောက်ခြေစမ်းပွဲ9ပွဲကစားထားပြီးဒီ9ပွဲမှာနီးပြဘာလို့ရှင်လဲဆိုတာကိုပရိသတ်တွေစတင်လေ့လာခွင့်ရခဲ့ပါတယ်အီတလီလူမျိုးနီးပြကြီးကတော့အသင်းကိုတိုက်စစ်အသားပေးအဖြစ်ကွင်းလယ်2ယောက်တိုက်စစ်4ယောက်ထိထားပြီးကစားနေတာတွေ့ရပါတယ်နီးပြရဲ့ကစားပြီးသမျှပွဲတွေမှာကက်စမဲရို10ပွဲဘရူနိုဂွေမာရက်9ပွဲနဲ့ဗီနီစီရဲ့ဂျူနီယာ9ပွဲအသီးသီးပွဲထွက်ခွင့်ရရှိထားပါတယ်လက်ရှိအသင်းက4-4ပုံစံမျိုးသွားနေပြီးဟန်ချက်ညီဖို့တော့အနည်းငယ်လိုအပ်နေပါတယ်ကွင်းလယ်2ယောက်နေရာမှာတော့နီးပြစိတ်ကြိုက်ကစားသမားတွေရှိနေတာကြောင့်အဆင်ပြေပါတယ်။တိုက်စစ်ပိုင်းမှာတော့2023နောက်ပိုင်းအသင်းအတွက်ဂိုးအများဆုံးအဖြစ်8ဂိုးသွင်းယူထားတဲ့ရိုဒရီဂိုကတော့ကာလရှည်တန်းရနေတာပါ။ချယ်ဆီလူငယ်တိုက်စစ်ကစားသမားအက်စတေဗိုကလည်းနီးပြလက်အောက်မှာ9ဂိုးအထိရရှိထားပါတယ်။ဗီနီစီယက်နဲ့ရာဖီညာတို့လိုဥရောပဒေသကျဲတိုက်စစ်ကစားသမားတွေကိုဘရာဇီးပိုင်ဆိုင်ထားပေမဲ့ဒီကစားသမား2ယောက်ရဲ့ကလပ်သွင်းဂိုးနှုန်းကတော့နိုင်ငံအသင်းပွဲစဉ်တွေမှာပျောက်ဆုံးနေသေးပါ။တောင်ပန်ကစားသမားဗီနီစီယက်ကနောက်ဆုံး900ဒီမှာရီယယ်မက်ဒရစ်အတွက်258ပွဲပါဝင်ကစားပြီးတာမှာ183ဂိုးဒီဂိုးပါဝင်ပတ်သက်ထားနိုင်ပါတယ်။သဘောကတပွဲကို0.79ဂိုးလောက်ထိပါဝင်ပတ်သက်ထားတာပါ။ဘရာဇီးအတွက်တော့48ပွဲပါဝင်ကစားပြီးတာမှာ18ဂိုးပဲသွင်းဂိုးနဲ့ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။ပွဲကိုပြန်မြ0.36လောက်ထိကြာဆင်းသွားတာပါ။29နှစ်ရွယ်တိုက်စစ်ကစားသမားရာဖီညာအတွက်ဆိုရင်လည်းဘာစီလိုနာမှာ189ပွဲကစား128ဂိုးဒီဂိုးပါဝင်ပတ်သက်ထားနိုင်ပါတယ်။တပွဲပြန်မြ0.72ထိရောက်ရှိနေပါနိုင်ငံအသင်းမှာတော့38ပွဲကစား18ဂိုးသာဂိုးပေါင်ပတ်သက်ထားနိုင်ပါတယ်။ဘရာဇီးမှာတော့0.47ပဲရရှိထားတာပါ။လက်ရှိအသင်းမှာတက်စစ်မှုစစ်စစ်အဖြစ်တော့ Brentford ကအီဂေါဒီယာကိုတယောက်ပဲရွေးချယ်ခံထားရပါတယ်။ကစားသမားကလည်းဘရာဇီးမှာပုံမှန်ပွဲထွက်ခွင့်မရဘဲဗီနီစီယက်နဲ့ရာဖီညာတို့နဲ့အတူတိုက်စစ်ကိုလှည့်ကျတာဝန်ယူကစားပေးနေပါတယ်။နီးပြအန်ဆယ်လိုဒီလက်အောက်မှာတက်စစ်မှုအဖြစ်တော့ဗီနီစီယက်က58%ရာခိုင်နှုန်းရာဖီညာက43%ရာခိုင်နှုန်းဖြစ်ကစားခွင့်ရထားပါတယ်။နောက်ထပ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့မသီးယကူညာလူဝစ်ဟင်နရစ်ရာရန်ဂါဘရီယယ်မာတင်နယ်လီအန်ဒရစ်အီဂေါဒီယာကိုတို့ကတော့ကစားခွင့်မိနစ်အချို့အတွက်တိုက်ပွဲဝင်သွားမှာပါ။ဒါအပြင်တရားရနေသည့်တိုင်ဝိုင်းတိုက်စစ်ကစားသမားနေမာကိုလည်းနီးပြကအမေရိကကိုခေါ်ဆောင်လာပါတယ်။မန်ယူရဲ့ဆွေစွန်ရတိုက်စစ်ကစားသမားမသီးယကူညာကိုကြည့်မယ်ဆိုရင်လည်းလက်ရှိနီးပြလက်ထက်နေရာစုံကစားပြီးအခွင့်အရေးဖန်တီးမှု17ကြိမ်ပြုလုပ်ပေးထားနိုင်ပါတယ်။ကစားသမားရဲ့အထက်မှာတော့ဗီနီစီရဲ့18ကြိမ်ဘရူနိုဂွေမာရက်15ကြိမ်ကက်စမဲရို14ကြိမ်တို့ရှိနေပါတယ်။ဘရာဇီး4-3-3ကစားရင်တော့ကူညာကကွင်းလယ်မှာစိန်ကစားခွင့်ရရှိထားတာပါ။လူဝစ်ဟင်နရစ်ရာရန်နဲ့အန်ဒရစ်တို့ကလည်းဘရာဇီးပရိသတ်တွေရဲ့စိတ်ကြိုက်ကစားသမားတွေဖြစ်နေပြီးကစားချိန်မိနစ်တချို့ရဖို့တော့ထိုက်တန်နေပါတယ်။ဇီနစ်စိန့်စ်ပီတာစဘတ်ရဲ့25နှစ်ရွယ်တောင်ပန်ကစားသမားလူဝစ်ဟင်နရစ်ဆိုရင်ဘရာဇီးအတွက်344မိနစ်ကစားဒရစ်ပလင်အောင်မြင်မှု14ကြိမ်ထိပြုလုပ်ပေးထားနိုင်ပါတယ်။ဗီနီစီယက်ဆိုရင်လည်း685မိနစ်ကစား18ကြိမ်ပြုလုပ်ထားနိုင်တာပါ။စေကျော်သက်တွေဖြစ်တဲ့ဘုံမောက်ကရာရန်နဲ့လိုင်ယွန်ကအန်ဒရစ်တို့ကလည်းအသင်းအတွက်သွင်းဂိုးအသီးသီးရှာဖွေပေးထားပါတယ်။ဘုံမောက်ရဲ့19နှစ်ရွယ်ရာရန်ကတော့ပနားမားနဲ့ရင်ဆိုင်တဲ့ပွဲမှာမာရကာနာကွင်းကြီးထဲမှာသွင်းဂိုးတကူရရှိခဲ့တာပါ။အန်ဒရစ်ကတော့ဝင်ပလီကွင်းမှာအင်္ဂလန်ကို1-0နဲ့နိုင်ရတော့ကသွင်းယူနိုင်ခဲ့တာဆိုတော့ကြားပါပြီ။လက်ရှိမှာ34နှစ်ရှိနေပြီဖြစ်ပေမဲ့အသင်းအတွက်89ဂိုးထိသွင်းပေးထားနိုင်တဲ့နေမာဘော်တော့ပရိသတ်တွေကမျှော်လင့်ချက်ကြီးမားနေသေးပါ။နေမာအနေနဲ့လက်ရွေးစင်အသင်းပွဲစဉ်တွေနဲ့လည်းဝေးကွာနေတာအောက်တိုဘာ2023ကလေးကဆိုတော့ကြားပါပြီ။2025မှာငယ်မွေးချန်ပေါက်ကလပ်ဆန်တိုကိုရောက်ရှိလာပြီးအသင်းအတွက်43ပွဲကစားပေးထားတာမှာ18ဂိုးသွင်း10ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒီနောက်တော့ဘရာဇီးအတွက်ပြန်လည်ရွေးချယ်ခံလိုက်ရတာပါ။ဆန်တိုမှာကွင်းတွင်းခြေစွမ်းရဆိုရင်လည်းအောင်မြင်တဲ့ကြော်ဖြတ်မှု68ကြိမ်အခွင့်အရေးဖန်တီးမှု114ကြိမ်
ဘိုးပေါက်ကန်သွင်းချက်118ချိန်ပြည်နယ်ကျူးလွန်ခံရမှုအကြိမ်160တိရှိခဲ့ပါတယ်။စန်တိုကတမ်မစင်ရအောင်ရုန်းကန်နေရသည့်တိုင်နေမာရဲ့ဂိမ်းကနေတွေကတော့ထိပ်တန်းဆင့်မှာရောက်ရှိနေတာပါ။34နှစ်သားအနေနဲ့ဘရာဇီးရဲ့ကန်နဝင်ကစားသမားဆိုတာတော့သိကြပါတယ်။လာမယ့်ကမ္ဘာဖလားမှာဂိုးသွင်းနိုင်လေပီလီနောက်ပိုင်းဘရာဇီးအတွက်ကမ္ဘာဖလားပြိုင်ပွဲ၄ရက်မှာဂိုးသွင်းယူနိုင်တဲ့ဒုတိယမြောက်ကစားသမားအဖြစ်နေမာမှတ်တမ်းဝင်သွားပါမယ်။ကစားသမားကလက်ရှိအချိန်ဒီပွဲအဖြေကိုပြောင်းလဲပေးနိုင်စွမ်းရှိသလိုတိုက်စစ်နဲ့ကွင်းလယ်ကိုချိတ်ဆက်ပေးရမှာလဲကျွမ်းကျင်တာပါ။ဒီမှာကိုအသင်းရဲ့တိုက်စစ်မှာတဲကစားတာလူဆောင်ဝင်ကစားသမားအနေနဲ့ပွဲအဖြေကိုပြောင်းလဲတာမျိုးတွေမှာနီးပြအန်ဆယ်လော်ရီအတွက်ရွေးချယ်စရာတစ်ခုအဖြစ်ရှိနေပါတယ်။ကွင်းလယ်လူနည်းနည်းတိုက်စစ်များများစုဖွဲ့ထားတဲ့အသင်းမှာတော့မြန်နှုံးမြင့် direct attacking အသင်းဖြစ်ဘရာဇီးကိုမြင်တွေ့သွားမှာပါ။မကြာသေးခင်ကလည်းဥရောပအသင်းတွေဖြစ်တဲ့ခရိုအေးရှားပြင်သစ်တို့နဲ့ခြေစမ်းပွဲတွေမှာဘောလုံးပိုင်ဆိုင်မှုအဖြစ်45-46ရာခိုင်နှုန်းတွေပဲအန်ဆယ်လော်ရီရဲ့အသင်းကရရှိထားတာပါ။ပြင်သစ်ကိုတော့ 1-2 နဲ့ရေးနှိမ့်ခဲ့ပြီးခရိုအေးရှားကိုတော့ 3-1 နဲ့အနိုင်ရခဲ့ပါတယ်။ပြန်ဘက်အသင်းအများစုကတော့ဘရာဇီးနဲ့ရင်ဆိုင်တာမျိုးမှာဘောလုံးကင်တာနေပြီးဘရာဇီးကိုပဲဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားဖို့ဖိအားပေးတာမျိုးခံစစ်ကိုစနစ်တကျကစားတာမျိုးပြုလုပ်လို့ရှိပါတယ်။နီးပြအန်ဆယ်လော်ရီလက်ထက်ကစားပြီးသမျှပွဲတွေမှာတော့ direct attacks 25ကြိမ် baited attacks အကြိမ်30တိပြုလုပ်ထားနိုင်ပါတယ်။ဒီနေရာမှာ direct attack ကတော့ကိုယ်ကွင်းဘက်ချမ်းမှာပဲဘောလုံးရလာပြီးပြိုင်ဘက်တက်စစ်ကိုတိုက်ရိုက်တက်စစ်ဆင်ပြီးဘိုးကန်သွင်းချက်နဲ့ဆုံးသက်သွားတာမျိုးပြိုင်ဘက်ပေါက်စထဲမှာဘောလုံးပြတ်သွားတာမျိုးကိုဆိုလိုပါတယ်။ baited attack ကတော့တိုက်စစ်ပုံဖော်ရမှာအနေဆုံးထိချက်10ချက်နဲ့အထက်တော့လိုအပ်တာပါ။ဘရာဇီးရဲ့ခံစစ်အတွဲဖက်ကိုကြည့်ရင်တော့တည်ငြိမ်ပါတယ် UEFA Champions League finalist တွေဖြစ်တဲ့ PSG ကမာကွင်ဟိုနဲ့ Arsenal က Gabriel Magalhaes တို့ကိုတွဲဖက်ပေးထားပါတယ်32နှစ်ရွယ်ဘိုးခံစစ်မှုမာကွင်ဟိုကတော့အတွေ့အကြုံရောခြေစွမ်းရပါအမြင့်ဆုံးပုံစံကိုရောက်ရှိနေပါတယ်ချန်ပီယံလိမှာ122ပွဲထိကစားထားတာမှာဥရောပပြင်ပကစားသမားတွေထဲမက်ဆီ163ပွဲနောက်ဒုတိယအများဆုံးဖြစ်မာကွင်ဟိုကစံချိန်တင်ထားပါတယ်ဂါဘရီယယ်မဂါဟီကလည်းအာဆင်နယ်နဲ့အတူပရီးမီးယားလိမှာ clean sheet 19ချိန်ရခဲ့တယ်လို့ချန်ပီယံလိမှာလည်းအများဆုံးဖြစ်9ချိန်ထိရရှိထားတာပါဒီကစားသမား2ယောက်ကတော့နီးပြအန်ဆယ်လော်ဒီလက်အောင်2ချိန်ခံစစ်အတွဲဖြစ်ပွဲထွက်ခွင့်ရထားတာမှာချီလီကို2နေစီနီဂေါကို3နေဆိုတဲ့ရလဒ်တွေနဲ့နိုင်ရခဲ့ပါတယ်လက်ရှိအသင်းကတော့ခံစစ်ပိုင်းမှာမာမာထန်ထန်တုံ့ပြန်ကစားပြီးဘောလုံးပိုင်ဆိုင်မှုအနည်းငယ်နဲ့လင်မြန်တဲ့တိုက်စစ်ကိုအားပြုကစားပြီးပြန်ဘက်တွေကိုထိုးနှက်သွားမှာပါအထူးသဖြင့်ဥရောပထိပ်တန်းအသင်းတွေနဲ့ရင်ဆိုင်ရမှာတော့အလုပ်ဖြစ်လာနိုင်ပါတယ်ပွဲချိန်အတွင်းမှာပြောင်းလဲလိုရရင်လည်းနေမာလိုပွဲအဖြစ်ပြောင်းလဲပေးနိုင်တဲ့ကစားသမားကအရန်အသင်းရှိနေတာပါ2000နဲ့တောင်ကိုရီးယားဂျပန်ကမ္ဘာဖလားမှာဘရာဇီးတို့ပိုဆွဲပြီးကလေးကဒီဆူဖလားနဲ့လွဲချော်နေပါတယ်နေမာအတွက်လည်း2014 2018 2022 3ချိန်ဆက်ရှင်ပြိုင်ထားတာမှာကမ္ဘာဖလားနဲ့လွဲထားတဲ့နောက်ဒီချိန်ကတော့ကစားသမားအတွက်လည်းနောက်ဆုံးအခွင့်အရေးဖြစ်နေပါတယ်ကမ္ဘာအဆင့်6ရှိနေတဲ့ဘရာဇီးကိုတော့အုပ်စုကိုကျော်ဖြတ်နိုင်ရေး 96.9 ရာခိုင်နှုန်းထိစူပါကွန်ပျူတာကတွက်ချက်ပေးထားပါတယ်။ဒီပြိုင်နဲ့ဘရာဇီးရဲ့ Group C ပြိုင်ဘက်တွေအနေထားကိုလည်းလေ့လာကြည့်ပါမယ်။လက်ရှိအုပ်စုခွဲဝေမှုအရာ Group 12ခုရှိထားတာမှာ Group C ကစိတ်လှုပ်ရှားစရာအကောင်းဆုံးဆိုတာတော့သိကြပါတယ်။ကမ္ဘာဖလားသမိုင်းမှာစူဖလား9ချိန်နဲ့အတူအောင်မြင်ဆုံးအသင်းဖြစ်ဘရာဇီးပါဝင်နေတယ်လို့ AFCON ချန်ပီယံအာဖရိကချန်ပီယံမော်ရိုကိုလည်းအုပ်စုထဲမှာရှိနေပါတယ်။ဒါအပြင်28နှစ်ကြာမှကမ္ဘာဖလားကိုတကြောပြန်ရောက်လာတဲ့စကော့တလန်နဲ့1984နောက်ပိုင်းပထမဆုံးချိန်ကမ္ဘာဖလားကိုရှင်ပြိုင်ခွင့်ရရှိထားတဲ့ဟေတီရဲ့ပါဝင်လာမှုနဲ့အတူစိတ်လှုပ်ရှားစရာကောင်းနေတာပါ။ဘရာဇီးကတော့နာမည်ကျော်နီးပြအန်ဆယ်လော်ဒီနဲ့အတူတောက်ပနိုင်မလားမော်ရိုကိုကရောအသင်းသမိုင်းတစ်လျှောက်စံချိန်တွေအောင်မြင်မှုတွေရှာဖွေသွားမလားစကော့တလန်တို့ရောကျန်ခဲ့တဲ့နှစ်တွေအတွက်အတိုးချနိုင်ပွဲတွေရှာဖွေသွားမလားဆိုတာစောင့်ကြည့်သွားပါမယ်။အပေါ်မှာဘရာဇီးကြောင့်ပြောပြီးတဲ့နောက်တော့ကမ္ဘာအဆင့်8ရှိနေတဲ့မော်ရိုကိုရဲ့အနေအထားကိုလေ့လာကြည့်ပါမယ်။ Group C မှာဘရာဇီးကိုအကောင်းဆုံးဒုက္ခပေးနိုင်တဲ့အသင်းဖြစ်တော့မော်ရိုကိုကိုမြင်ကြည့်ထားနိုင်ပါတယ်။ကမ္ဘာဖလားဝင်ရောက်ရှင်ပြိုင်ခွင့်ရထားတဲ့အာဖရိကန်အသင်းတွေတဲ့နီးပြမိုဟာမက်ဝါဘေးရဲ့အသင်းကအင်အားအကောင်းဆုံးဖြစ်နေတာပါ။2022 World Cup မှာလည်းအဆင့်4နေရာမှာရပ်တည်နိုင်ခဲ့သလို2025လက်ရှိအာဖရိကဖလားချန်ပီယံဖြစ်လက်သတ်မှတ်ခံထားရပါတယ်။နီးပြဟောင်းဝါလစ်ရက်ဂရက်ဂီလက်အောက်မှာတော့ကမ္ဘာဖလားခြေစစ်ပွဲမှာ10ပွဲလုံးကိုအနိုင်ကစားနိုင်ခဲ့ပါတယ်။ဒီနောက်တော့ U20 အသင်းကိုကမ္ဘာဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့နီးပြမိုဟာမက်ဝါဘေးကိုလက်ရွေးစင်အသင်းနီးပြအဖြစ်မော်ရိုကိုကခန့်အပ်ခဲ့တာပါ။အသင်းရဲ့တိုက်စစ်ပိုင်းမှာအားထားမဲ့ကစားသမားတွေဖြစ် Real Madrid တိုက်စစ်ကစားသမား Brian Diaz, Stuttgart ကွင်းလယ်ဖန်တီးရှင် Bella Ehanu, Sunderland က Kanston Telby တို့ကိုပိုင်ဆိုင်ထားပါတယ်။နေရာစုံကစားသမားကောင်းတွေပိုင်ဆိုင်ထားတာမှာခန်းစစ်မှာ PSG က Hakimi, Man U က Mazraoui တို့လည်းရှိနေပါတယ်။စူပါကွန်ပျူတာကတော့မော်ရိုကိုကိုအုပ်စုကလွတ်မြောက်နိုင်ချိန်မှာဘရာဇီးရဲ့နောက် 88.9 ရာခိုင်နှုန်းထိပေးထားပါတယ်။ Group C မှာနောက်ထပ်တွေ့ရမယ့်သင်းကကမ္ဘာအဆင့်43ရှိနေတဲ့ Scotland ပါ28နှစ်အကြာမှကမ္ဘာဖလားကိုတကြောပြန်ဝင်ရောက်ရှင်ပြိုင်ခွင့်ရထားတဲ့ Scotland ကတော့နာမည်ကြီးဘရာဇီးမော်ရိုကိုတို့နဲ့တအုပ်စုတွေကြာနေတာကြောင့်နောက်တစ်ဆင့်တက်ဖို့အတွက်တော့ရုန်းကန်သွားမှာပါ1980နှစ်နောက်ပိုင်းပထမဆုံးချိန်ကမ္ဘာဖလားခြေစစ်ပွဲအဆင့်မှာပထမနေရာနဲ့အတူပြိုင်ပွဲကို Scotland ရောက်ရှိလာပါတယ်ခြေစစ်ပွဲကာလတစ်လျှောက်တိုက်စစ်က73ဂိုးသွင်းခံစစ်က9ဂိုးပြန်လဲခွင့်ပြုခဲ့ရတာပါဂိုးကွာခြားချက်အပိုင်းမှာတော့ plastic နဲ့အတူဥရောပဘက်ကခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းတွေတဲ့ဂ
goal difference အပြင်အနည်းဆုံးအသင်းဖြစ်ခဲ့ပါတယ်။ Euro 2020နဲ့ Euro 2024မှာကင်တွယ်ခဲ့တဲ့နီးပြ Steve Clark ကပဲအသင်းကိုဆက်လက်တာဝန်ယူသွားမှာပါ။ရှေ့မှာကမ္ဘာဖလားကို၈ကြိမ်ထိဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတော့မှတစ်ကြိမ်မှတော့ Scotland အသင်းအုပ်စုအဆင့်ကိုကျော်ဖြတ်ထားနိုင်ခြင်းမရှိသေးပါဘူး။အသင်းမှာတော့ Premier League ခြေဆိုင်ကစားသမားအများစုနဲ့အတူပြည်သက်တွေနဲ့ရင်းနှီးတဲ့တဲကဆို Scott McTominay, John McGinn, Nathan Patterson နဲ့ Andy Robertson တို့ကိုတွေ့ရမှာပါ။ Super Comuna ကတော့ Scotland တို့ရှုံးထွက်32သင်းအဆင့်ကိုတက်ရောက်ဖို့ Brazil, Morocco တို့ရဲ့နောက်65.6% ရှိနေတယ်လို့ခန့်မှန်းပေးထားပါတယ်။ Group C မှာနောက်ဆုံးတွေ့ရမယ့်အသင်းကကမ္ဘာအဆင့်83ရှိနေတဲ့ Haiti ပါ။1984မှာကမ္ဘာဖလားတစ်ကြိမ်ပဲဝင်ရောက်ရှင်ပြိုင်ခဲ့မှုတဲ့ Haiti တို့ဒုတိယအကြိမ်မြောက်တော့ပြိုင်ပွဲကိုရောက်ရှိလာပါပြီ။ Group C မှာသာမကပြိုင်ပွဲတစ်ခုလုံးမှာပါအားနည်းဆုံးအသင်းဖြစ် Haiti သတ်မှတ်ခံရပါတယ်။အသင်းကိုတော့ပြင်သစ်လူမျိုးနီးပြ Sebastian Minnaert ဦးဆောင်လာမှာပါ။အသင်းမှာပြည်သက်တွေရင်းနှီးမဲ့ကစားသမားဆိုရင်တော့ Sunderland တိုက်စစ်မှု Wilson Isidore ရှိနေပါတယ်။ဒီနောက် Wolverhampton ကွင်းလယ်လူ Jan Rigner Beckett လောက်ပဲ Haiti တို့ပိုင်ဆိုင်ထားတာပါ။ Group C မှာတော့ရှုံးထွက်အဆင့်တက်ရောက်နိုင်ခြေအနေဆုံးအသင်းဖြစ် Haiti ကို15.8% သာ Super Comuna ကခန့်မှန်းပေးထားပါတယ်။ဒါကတော့ Group C မှာကြောက်နေတဲ့ Brazil ရဲ့တိုက်စစ်အင်အားကမ္ဘာဖလားရနိုင်ခြေနဲ့ပြိုင်ဘက်တွေရဲ့အလားအလာကိုသုံးသပ်ပေးကြတာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။